Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကြော်ကြီးပဲဖြစ်ပါတယ်ဒီနေ့စောပြမယ့် game ကတော့ Jump Feast of for the Brainwash ဆိုတဲ့ game ပဲဖြစ်ပါတယ်ကဲစလိုက်ကြရအောင်ပေါ်မှာတော့ Beast of Pain ကိုတွေ့တာအဲ့ဒါကျွန်တော်တို့ကအစင်တေးမဖြစ်သေးဘူးဆိုတော့ဒီဘက်ကဘာ shot ဆမ်မီကရောင်းတယ်Brainwash တွေအများကြီးတည်လို့ရတယ်ဥစားဒါကလေးချင်းနဲ့ဥစားပတ်စံမရှိအောင်မွေသေးဘူးဒီတက်လိုက်ကြရအောင်ကျွန်တော်ကခုမှဆက်ရချင်းတက်တာဆိုတော့နည်းနည်းခွန်အားတွေကတော့နည်းနည်းပြမလားမမြင်ဘူးအားကြောင့်မလို့ကျွန်တော်မပေါ်ရမရကျွန်တော်ဒီကောင်လေးယူရလေတော့405ဆိုတော့ဒီကောင်မဆန်းနေရတဲ့မြင်းနဲ့ပေါင်းလာဒီကောင်မရှိပါနဲ့ဒီတတ်ထားဒီများပြည့်တဲ့ဝင်တော်ဒီတွေကျွန်တော်ဒီကောင်အရှိပါပဲထားတယ်ပြီးရင်တော့ level လေးတင်မိနိုင်မယ် level free တယ်ဆက်ရချင်းတွင် free ရနော် free ရလားဟုတ်တယ်နော်ဘယ်နိုင်မရှိတော့ကျွန်တော် Brainwash အတိတ်တွားယူပါမယ် Brainwash ဟေးကိုကောင်ပါလုံးကိုကောင်ပါလုံးနေအဲ့ဒီလေးကြီးနေရလားမသိဘူးဟုတ်လောက်မင်းနဲ့တူတယ်သုံးနေရတယ်ကွာရယူနေရထားပါတော့အဆိုကျွန်တော်တို့ money food ကျွန်တော်ခုံနဲ့အာမီအောင်နည်းနည်းဖမ်းလာအောင်ဗျကဲဖမ်းလာမယ်ပေါ့နော်ကျွန်တော်ခုံသားနေပေါ့နော်အဲ့လိုနဲ့ပဲအဲ့လိုကျွန်တော်တို့ခုံ41တော့ရောက်ပါပြီကျွန်တော်4ပါဝါ41ရောက်ခုံက41โอเคခုံက41ဒီကကျွန်တော်ခုံမယ်ပေါ့နော်ကျွန်တော်နောက်တော့ကအကောင်လေးတွားယူရနောက်တော့ကအကောင်လေးတွားယူရပေါ်တက်မယ်ကျွန်တော်67နာတော့ရောက်ပြီ67နာရောက်တော့ပေါ်ရှိတက်မယ်ပြီးရင်တော့ဒီကောင်လေးကောင်းရမယူသေးနဲ့အောက်ပြန်ကြပါတယ်ဗျာtrippyရမယူသေးဘူးtrippy ရမယူသေးဘူးတော့ those ပုံမှန်ဒီလိုမယူသေးဘူးဒီပြုတ်ကြတော့မခုနပြုတ်ကြတယ်ပီယိုနီကိုခိုကိုပီယိုလည်းမယူသေးဘူးနည်းနည်းအပေါ်တောင်းတော်လေးဒီခါလို့ရောက်ပါအပေါ်ကျွန်တော်တက်လို့ရတယ်တက်လိုက်လေးတော့လာပြန်ကြသွားတယ်လေခင်ဗျာဆိုတော့လေအပေါ်ပဲဆက်တက်ရတော့မှာပေါ့ဟုတ်တယ်မလားဒီတလာပဲယူရလိုက်တော့ကျွန်တော်လည်းမှားတာ mutation ယူရမယ်ဘူးလားပြောပြီဗျာကျွန်တော် red diamond ပေါ့ diamond နဲ့ယူရလိုက်တော့ကျွန်တော်ပြီးရမှာပြတ်တာတို့ဒီနားမှာပဲထားလိုက်တော့အဲ့မြင်းရဲ့ပြီးမှပဲထားလိုက်တော့ငါးပဲထားမယ်ထားပြီးကျွန်တော် level တင်ပြီးလိုက်ဒီလိုတင်မယ်ဒါကျွန်တော်လည်းအများဆုံးပေါ့နော်ဘယ်ဆိုတော့တင်ပြီးတာပေါ့အဲ့ဆိုကျွန်တော်တို့အကောင့်တစ်တွေတွားယူပြီးတော့ဖမ်းလိုက်ပါဦးမယ် what the heck ဂျုံဖတ်ကြီးရောက်လာဂျုံဖတ်ကြီးရောက်လာတယ် mutation လာတော့ကျွန်တော်တို့ကောင်းယူတွားယူမယ်အဲ့ဆိုအကောင့်ပြဿနာပူရပါဟုတ်တယ်မလားပေါ်တက်ပါမယ်လူကြီးတက်ထားအဲ့ဘာဖြစ်လဲโอเคကျွန်တော်တိုင်နေတော့ ray အပိတောင်ရောက်တော့ပါno ပြန်တက်တာအပိတို့ပြန်ရောက်သွားဒီကောင်လေးပဲယူထားရတော့မယ်ကဲအောက်ဆွေးပါမယ်ဟိုလေဂျုံမကြီးကဖုံးမပြီးသေးဘူးနားတွေညှိညာပြီစာထဲမှာပေါင်ပါလေးကျွန်တော်2ယောက်ပဲရှိတယ်ကျွန်တော်2ယောက်ပဲရှိတယ်ကောင်မလေးကကျွန်တော်ကောင်မလေးမဟုတ်ဘူးကျွန်တော်ကောင်မလေးကိုပြောတာမဟုတ်ဘူးကျွန်တော်စာပါလဲမှာကောင်မလေးတစ်ယောက်ရေကျွန်တော်ပဲရှိတယ်လို့ပြောတာနော်သူကပဲဗာ mutation တွေ fan မှာ mutation တော့ဖြစ်သူကလေ level ဟိုခုံးနဲ့အတန်လို့ဒါတော့ပါသူရင်တော့ယူလိုက်မယ်ဒီကောင်လေးကအခုံမွေးဆိုမထားတော့ကျွန်တော်ကအပိလောက်ဝေးထားမှာဟုတ်တယ်ဒီကောင်လေး money book တင်လာလိုက်မယ်ကျွန်တော်တို့ပတ်စံနေပူထွက်အောင်ဟုတ်လားပတ်စံနေပူထွက်ရင်ကျွန်တော်တို့ရင်level တွေတက်ပြီးတော့အဲ့လို OG တို့ဘာလို့လောက်ထိရောက်နိုင်ဒီကောင်ကကျွန်တော်တို့တောင်း6000ပေါ့နော်8000 1000တော့မရှိသေးဘူးကျွန်တော်ဝယ်
ဆိုတော့ကျွန်တော်ခုံလိုက်ပါအောင်မယ်ကျွန်တော်ကဲကျွန်တော်ခွင်းနဲ့49လို့ရောက်ပါပြီအဲ့ဆိုကျွန်တော်တို့တအားယူတိတ်နေတယ်ခုံမယ်ခုံနာကွာကျော်ကြီးခုံနာမင်းခုံနာမှဖြစ်မှာကျော်ကြီးကျွန်တော်အောက်ကိုပြန်ရောက်ခဲ့ပါတယ်ကျေးဇူးတင်ပါတယ်လို့ဒီကိန်းဒီကောင်မလေးဒီမှာလာဖမ်းနေတာလက်စားတက်တော့ဟို AFK ရလာပြီပေါ်တက်ပြီနော်ဂျုံမအီဗန်တော့ပြီးပါပြီမနေ့ကတက်နေရတာဟေးကြာဝိုင်းရှင်တော့အောက်မှာဘာကောင်းမှမရှိဒီကောင်ကကိုကိုဖန်တို့2000တော့မြူသေးနည်းနည်းကောင်းတာပဲရှင်အော်ရေလုံးပါရဲအောက်ပြန်ကြခဲ့ပါလေတော်ရီတာပေါ့အောက်မှာတိရွက်လေးခံပြီးလို့ဗျာအပြီးတော့နောက်တစ်ခါပြန်လာဒီကောင်လေးကမြူလေးဟိုဒီကောင်ယူသွားလိုက်မယ်ဒီကောင်ကမြူလေးရှင်းနေဆိုယူသွားလိုက်မယ်ကျွန်တော်ဘေးမှာပြီးတော့ထားလိုက်မယ်ဘာထားကဲဘေးတော့ရောက်ပြီဒီအဲ့ကောင်နှစ်ကောင်မို့ဒီကောင်ကမတူကိုဘက်ကနော်မယ်ဒီဘက်ကကျတော့နန်းဗာပေးတယ်ဆိုလာmutation သူက level တင်ပြီးလိုက်မယ် free တင်ပြီးလိုက်ပါမယ်ကဲ okay အဲ့ဆိုကျွန်တော်ပတ်စံနေရလို့ reverb လုပ်ချင်ရ reverb လုပ်မယ် okay reverb တော့လုပ်ပါနောက်ထပ် reverb လုပ်ဖို့ပဲချင်တော့တယ်ကျွန်တော်တို့အခုနည်းနည်းကောင်းတဲ့အကောင်တွေတွားယူကောင်းပါကျွန်တော်ပတ်စံလက်မလားတခါတော့မှ3သိန်း2သိန်းလို့အဲ့အားလုံးပေါင်းမှဖြစ်နေရဆိုတော့ဒီကောင်းခုံးနေ level 7မှဖြစ်သွားပြီ9သိန်းလေးတော့ဝယ်ထားလိုက်မန်းလေးကို 2.2 ကတော့မဝင်နိုင်သေးဘူးတော့ဈေးကြီးဟိုကတော့လာကျွန်တော်ခုံမှာ၄ကျင်းမှာဆိုကျွန်တော်တို့ 6.5 မဝင်နိုင်သေးဘူးအဲ့အပေါ်က money traveling ဆိုရဲ traveling sorry အတန်ထွက်မှာ sorry အဲ့ပဲဝယ်လာတယ်အဲ့ပတ်စံနေကောင်မှာခုံလာကျွတ်စင်ကျွန်တော်ဖန်နာလိုက်ပါဦးမယ်ဟောဖိုင်နာတော့60ခွန်ရောက်ပါ67ပေါ့60ခွန်ရောက်ပါပြီကဲခုံမှာဟာရတော်မြင့်သွားပဲခေါင်းနေတော့အဝေးကိုတော်ရောက်လာဝေးကိုရောက်လာပြီဆိုတော့ညနေကိုတားယူပြေကိုပေါ့ခိုးကိုမကြောရရှဲခိုးမီကြောရတော့လေးကျင်လာ60ခွန်ဒါခုံလဲတက်တာဆိုအဲ့ဒီချက်လေးရတော့မကြပဲfuck sorry ညာကျွန်တော်ကခဏပဲကြာနေတယ်ပြီးရမပေးကောင်းယူကောင်းဒီကောင်3အောင်လို့ရှိတော့အဲ့ကောင်ယူရလိုက်တော့ကဲတာအောင်စင်းနိုင်အောင်စင်းကဲဟုတ်အဲ့ကျွန်တော်ပိုးပြီးမင်းယူအောင် carry လေးတင်တာလေ9သိန်းနေ Wi-Fi ကတော့မတင်ရသေးဘူးကျွန်တော်တို့အဲ့လောက်ပတ်စံနေမရှိသေးဘူးကဲဒီကောင်လည်းဒီနားမှာထားလိုက်ပြီးတော့သူ့ပဲ level တင်ပြီးလိုက် free level တင်ပြီးလိုက် level တင်မှာနိုင်ပတ်စံသူအများကြီးတင်လို့ရ level လေးထားပြီးလိုက်မယ်ပြီးတင်ပြီကဲတင်လာလိုက်ပြီညမှာမင်းတို့လည်းအလုပ်ကောင်းလုပ်ကြပါ1.3 1.9တင်လိုက်ရမယ်တင်လိုက်တော့เนาะကျွန်တော်တို့ကဲ brain wash အကောင့်လေးတွားယူကျွန်တော်တို့ money နည်းနည်းဖမ်းလာပြီ money ဖမ်းပြီးတော့ကျွန်တော်ဒီကောင်းလေးပါတင်ပြီးလိုက်ဒီရှင်းပါလေကောင်းလေးပြီးရင်ကျွန်တော်တို့တွားပါမယ်ကျွန်တော်ဖမ်းလိုက်တော့တော်မြင့်92ဖြူပါ67 92ပြီးတော့160တော့တက်တယ် reverb လုပ်လိုက်တော့ကျွန်တော် carry လေးပါနည်းနည်းတင်လိုက်မယ် Wi-Fi 3.5 မီရတော့မတင်နိုင်သေးဘူးကျွန်တော် Wi-Fi ဝယ်ထားလိုက်မယ်ပြီးရင်ကျွန်တော်ဖမ်းလိုက်အောင်မယ်ကဲဖမ်းလိုက်ပါအောင်ကျွန်တော် Wi-Fi နဲ့ကတော့ agency ဆိုရောက်လာ86ပေါ့ခွန်86ကြီးဟိုဒီအောက်ကနေတော့လှမ်းခုံလို့ရတဲ့အနေထားပါရဲ့မစားသေးဘူးเนาะမပြုံးမကြနဲ့เนาะခေခုံနာမယ်ဆိုတော့ပြုတ်ကြတော့တော်သေးတယ်တော့ဒီလာရဲ mutation နဲ့ကျွန်တော်တို့ကအပိနာရောက်လာ
ဝဲယာတော်တော်လေးကိုညံ့တာပါကျွန်တော်ညံ့တာပါဒီတော့ဝေးရွယ်ရောက်တော့မှာဟေး mutation ဟာဒီကတော်တော် mutation ကြီးစုံလာပဲနည်းနည်းဆော့လို့တော့နည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ပဲမကောင်းတာဟုတ်ပါကျွန်တော်ခုံတာလည်းမကောင်းပါရှောက်ခုံတာโอเคကျွန်တော်ခုံနေဟို legendary ရလောက်တော့ရောက်တော့မယ်ဒီတစ်ခုဆိုရင်ကျွန်တော်နည်းနည်းလေးဖမ်းလိုက်အောင်နည်းနည်းဟိုးပေါ်ရအောင်လို့90နည်းနည်းလေးဖမ်းရောက်တော့မခုံနာမယ်ကဲမရောက်နိုင်သေးဘူးလားခုံနာမယ်ကျွန်တော်ရလိုက်လို့မသိကြောက်တော့မယ်ကျွန်တော်ကြားမှလိုက်ဆိုပြောရင်ဆိုရင်လည်းပဲကြာသွားပြီဟုတ်ပါတကယ်ကိုစိတ်ပြည့်စရာကောင်းတဲ့ကြိုကြီးပါကြိုကြီးကတော့အဲ့လိုပါကြိုကြီးဆိုတဲ့အတိုင်းပဲကြော်ပြီးအောက်ကိုဆင်းလာနေရမှာပါကျွန်တော်ခုံးနာကိုကြီး legendary မရောက်သေးဘူးmutation တော့ပြီးသွားပြီလေဗျာဘလောက်တော့ဟိုကဖြစ်လဲဆိုတော့ကျွန်တော်တို့အောက်ကကောင်းဝင်တော့လာမယ်အပေါ်တိုင်းလည်းကြာမှာတည်ကိုကတည်တယ်ကိုဖီရဲ့ level low so high mode low အနေဆုံးပဲနမေကျွန်တော်ဒီနားမှာပဲထားလိုက်ပါမယ်ကဲနည်းနည်းပတ်စံနေဖမ်းလိုက်ပါအောင်ဖမ်းတော့ပဲဖမ်းလိုက်ပါအောင်ကဲအားလုံးပဲကျွန်တော်ဗီဒီယိုကြည့်ပြီးတယ်သူအားလုံးကြည့်လို့တယ်နောက်နေကြတယ်ဘာခင်းနေစောရမလဲဆိုအောင်comment မှာရေးရဒါနဲ့ like and subscribe လေးနှိပ်ခဲ့ဒါနဲ့စကားမစက်ကြော်ရချစ်တယ်နော်